မိန်းကလေးဟာတင်ချပြိုင်ပွဲဝင်ဖို့အတွက်ကျောင်းကိုရောက်လာခဲ့ပါတယ်။ဒါပေမဲ့ဆရာဖြစ်သူကသူမနာမည်နဲ့ကျောင်းသူတယောက်စာမေးပွဲခန်းထဲကိုအရင်ဝင်သွားပြီလို့ပြောပါတယ်။တကယ်ပြိုင်ပွဲဝင်အစ်စ်ကဘယ်သူလဲဆိုတာသိဖို့ဆရာကအထဲကမိန်းကလေးကိုအပြင်ထွက်ခိုင်းလိုက်ပါတယ်။စာမေးပွဲခန်းထဲကထွက်လာတဲ့သူဟာသူမမိဘတွေရဲ့မွေးစားသမီးဖြစ်နေတာကိုမြင်ပြီးမိန်းကလေးအကြီးအကျယ်ထိတ်လန့်သွားပါတယ်။ဒါတွေအားလုံးဟာသူမမိဘတွေကြံစည်ထားတဲ့အစီအစဉ်ဆိုတာကိုသူမအခုမှပဲနားလည်သွားပါတော့တယ်။တကယ်တော့ဒီမိန်းကလေးဟာအတိတ်ဘဝကိုသိနေတဲ့ပြန်လည်ဝင်စားလာသူတယောက်ပါအတိတ်ဘဝတုန်းကသူမမိဘတွေဟာစီးပွားရေးလုပ်ရင်းတောင်ပိုင်းမှာပျောက်ဆုံးသွားခဲ့ပါတယ်သူတို့ကိုရှာဖို့အတွက်သူမဟာတောင်ပိုင်းကတက္ကသိုလ်တစ်ခုမှာ10 နှစ်ကြာအောင်လိုက်ရှာခဲ့ပါတယ်နောက်ဆုံးသူမမှာကင်ဆာဖြစ်လို့ဇာတိကိုပြန်လာခဲ့ချိန်မှာတော့မိဘတွေဟာမွေးစားသမီးနဲ့ပျော်ရွှင်နေတာကိုတွေ့လိုက်ရပါတယ်မိဘတွေဟာမြောက်ပိုင်းမှာမိသားစုအသစ်နဲ့အခြေချနေတာကြားပြီးဆိုတာကိုသိလိုက်ရချိန်မှာတော့သူမရင်ကျိုးခဲ့ရပါတယ်မိန်းကလေးကသူတို့ကိုတွားနှုတ်ဆက်ပေမဲ့မိဘတွေကယွန်ရှာစွာနဲ့မြေကြီးပေါ်ကိုတွန်းလှည့်လိုက်ပါတယ်။မွေးစားသမီးကသူမပိုင်ဆိုင်သမျှအရာအလုံးကိုလူယူသွားတာကိုမြင်ပြီးသူမဒေါသနဲ့သတိလစ်သွားပါတယ်။မျက်လုံးပြန်ပွင့်လာချိန်မှာတော့သူမဟာတက္ကသိုလ်လျှောက်လွှာတင်ရမယ့်နေ့ကိုပြန်ရောက်နေတာကိုတွေ့လိုက်ရပါတယ်။ဒီတစ်ခါမှာတော့သူမဟာမြောက်ပိုင်းကတက္ကသိုလ်ကိုပဲချက်ချင်းတုတ်ဆိုင်မရှိရွေးချယ်လိုက်ပါတယ်။သူမရဲ့ဆရာဟာသူမမိဘတွေရဲ့တငယ်ချင်းဟောင်းဖြစ်ပြီးဆရာရဲ့ပုံစံကြောင့်တစ်ခုခုကိုသူမရိပ်မိသွားပါတယ်။ဆရာဟာသူမမိဘတွေဘယ်မှာရှိနေလဲဆိုတာကိုအစကတည်းကသိနေခဲ့တာပါမိန်းကလေးကမိဘတွေကိုရှာဖို့မြောက်ပိုင်းသွားခြင်းတယ်လို့ငိုဟန်ဆောင်ပြီးဆရာကိုအတနာခံပါတယ်နောက်ဆုံးမှာတော့တခြားဆရာတွေကကူပြောပေးလို့ဆရာလည်းသဘောတူလိုက်ရပါတယ်ဒါပေမဲ့ဆရာဟာအမှန်တရားကိုဖုံးကွယ်ထားဆဲဆိုတာမိန်းကလေးသိနေပါတယ်ပြိုင်ပွဲမတိုင်ခင်မှာဆရာကသူမကိုဖုံးဆက်ပြီးမိဘတွေရဲ့လိပ်စာအမှားတစ်ခုကိုပေးလိုက်ပါတယ်အတိတ်ဘဝတုန်းကတော့ဒီဖုန်းခေါ်ဆိုမှုကြောင့်သူမရဲ့အနာဂတ်ဟာပျက်စီးခဲ့ရပူပါတယ်ဒီတစ်ခါမှာတော့သူမဟာအမှန်တရားကိုဖော်ထုတ်ဖို့စာမေးပွဲခန်းကိုစောစောရောက်အောင်သွားခဲ့ပါတယ်စာမေးပွဲကြီးကြပ်ရေးမှုကသူမနာမည်နဲ့ကျောင်းသူတယောက်ရောက်နေပြီလို့ပြောပြီးတားဆီးပါတယ်မိန်းကလေးကသူမရဲ့မှတ်ပုံတင်နဲ့လက်ပွေကိုပြပြီးသူမကိုယ်တိုင်ဖြစ်ကြောင်းသက်သေပြလိုက်ပါတယ်တကယ်တော့ဆရာဟာသူမကိုလမ်းလွဲအောင်လုပ်ပြီးမွေးစားသမီးကိုအစားထိုးဖို့ကြံစည်ခဲ့တာပါသူတို့အစီအစဉ်ပေါ်သွားပြီဆိုတာသိလိုက်တဲ့အခါမိဘတွေဟာထွက်ပြေးဖို့ကြိုးစားကြပါတယ်မိန်းကလေးဟာသူတို့ကိုမှတ်မိနေပေမဲ့ဒီဘဝမှာတော့သူတို့ရဲ့သမီးအဖြစ်ဘယ်တော့မှမရွေးချယ်တော့ပါဘူးအပိုင်းနှစ်ကြည့်ရန်အကောင့်လေးကို follow လုပ်ခဲ့ပေးပါဦးနော်